ခွေးလေးကငါ့ကိုချစ်လို့တမုံမုံနဲ့ဟောင်းနေရထင်တယ်နေစမ်းမအောင်ခွေးလေးနင်းကငါနမဲတစ်ခုကပေးမနဲ့တူတယ်ခွေးလေးလို့ခေါ်နေရအဆင်မပြေဘူးနင်းကငါဘလို့နမဲပေးရင်ကောင်းမလဲဆိုတော့အောင်းနဲ့ကျွန်တော်နမဲအောင်းနဲ့ပါဗျကျွန်တော်နမဲအောင်းနဲ့ဘောဖြူဟုတ်တယ်နင်းကိုဘောဖြူလို့ပေးရမယ်နင်းလည်းအရန်လိုက်တယ်လာငါဝေးသွားကြမယ်ငါအိမ်ကိုလိုက်ခဲ့ဟိုက်တေးပြီစရာအောင်နဲ့ပါဆိုဘိုးဖြူတဲ့တော်ကောင်းတယ်အေးပါကွာဘိုးဖြူဆိုတဲ့ဘိုးဖြူလိုက်တော့ပါကွာအဲ့လောက်မဲသေးနေအသားရေလာနောက်နေရလားမသိဘူးကဲဘိုးဖြူရေငါဝေးသွားလိုက်ကြရအောင်ငါဖေဖေစိတ်ပူနေလောက်ပြီဒီလောက်ဆိုရင်ဟိုကလည်းချုပ်နေပြီဒီအမကြီးကလမ်းလိုက်လားကွာတကယ်ဂုရှိငါပြောလို့ပဲသူ့ဖေရတထီးတယောက်ဖြစ်နိုင်မယ်ကွာဟုတ်တယ်သူ့ဖေမှာငါခဏလိုက်နေမယ်ဆိုရင်တော့တော်ငါအတွက်ဘာမှပူပင်စရာမရှိဘူးကွာအဲ့ဒါအကောင်းဆုံးကြံပဲဟုတ်တယ်အဲ့ဒါအကောင်းဆုံးကြံပဲကွာအောင်နဲ့ရေမင်းတို့ပွားပြီခရစ်စမတ်ရာသီဆိုတော့ဟဲနင်းနေရောကြာနေရဲ့မာလီယာလည်းတခြားမရှင်းထားဘူးထင်ပါတယ်ဟာအေးရတော်မိုက်တယ်ကွာအကြီးပဲဟာတကယ်လို့တထေးသမီးတော်ဘောစီဖြစ်မယ်ကွာမိုက်တယ်ကွာရှယ်ပဲဒီမှာငါနေရတော့ပြီးပြီအောင်တဲ့မင်းပြီးပြီမဟုတ်ပါဘူးဘိုးဖြူစိတ်ညစ်ဘောဖြူရေမင်းဘောပြီးပြီဘောဖြူရေကဲဘောဖြူရေလာနင်းကိုငါရဲ့ဖေဖေနဲ့မိတ်ဆက်ပေးမယ်စင်ကဲဘောဖြူရေဒါကတော့ငါရဲ့ပဲခဏနေငါဖေရောက်လာလိမ့်မယ်အဲကြရင်နင်းနဲ့ငါဖေကိုမိတ်ဆက်ပေးမယ်ဟုတ်ပြီလားအခုတော့နင်းအတွက်ငါရဲ့အလုပ်သမားတွေကိုငါ surprise gift တခုပြင်ဆင်ခိုင်းထားရဲ့အဲ့ဒီချက်ဝင်းထဲမှာပဲရှိလိမ့်မယ်အဲ့ဒါနင်းလိုက်ရှာကြည့်ပေါ့တကယ်လို့နင်းရှာတွေ့လို့ရှိရင်အဲ့ဒီ surprise gift ကိုငါနင်းကိုချက်ချင်းပေးလိုက်မယ်နင်းလိုက်ရှာကြည့်သမ်းပါဟဲ့ဟာဒီမကြီးကမိုက်တော့မိုက်တယ်ကွာဟဲ့သဘောလေးကောင်းရင်သူပြောဖို့ရဆိုရင်တော့ဒီချန်ရဲ့မှာငါတို့ surprise gift လက်ဆောင်တစ်ခုရှိရဲ့တဲ့ဟာများတယ်မသိဘူးငါလိုက်တော့ရှာကြည့်ရမယ်ဟာကားရလေလမ်းထွက်နေတယ်ကားရလေအများကြီးပဲကွာတော်မိုက်တယ်ဘောစီရေကွာဟာsurprise gift ဆိုငါ channel ပတ်ရှာရမယ်ထင်တယ်ဘာများဖြစ်မလဲလို့လည်းမသိဘူးကွာတော်ငါတို့တန်မိုးကြီးရဖြစ်မယ်နေကွာငါကပိတ်နေဟာဒီကကတ်သွားလို့ရဘယ်နားမှာဘာပစ္စည်းကိုဘလို့ဖွက်ထားရလဲ